ရက်အော်မင်္ဂလာပါရှင် AK77 မှာပြန်လည်ကြိုဆိုပါရယ်ဆရာခက်ဆိုရဲ့ရွာလန်းကိုအခန်းဆက်အနေနဲ့ဆက်လက်ပြီးဖတ်ပြပြီးတော့မှာဖြစ်တဲ့အတွက်နားဆင်ခန်းစားပေးကြပါဦးရှင်ရွာလန်းအခန်း6သူတို့အပြင်မှာမင်းကိုစောင့်နေကြပြီလူငယ်လေးငါတို့တွေနှစ်ပေါင်းထောင်ချီကြာလာတဲ့ဒီပြဿနာကိုဒီညပါပဲအဆုံးသတ်ကြစို့တီလာရှင်ကြီးဟာကျွန်တော်လက်နှစ်ဖက်ထဲကိုလက်ဝါးကတ်တိုင်အနဲ့ရောင်ကိုထည့်ပေးပြီးစုပ်ကင်ထားလိုက်တယ်။သူ့လက်တွေစီကကျန်းရှာရှာတဲ့အေးစနေတာကိုကျွန်တော်ခံစားလိုက်ရ။အပြင်ဖက်ဘရင်းတကားစီကဘာမှမသိတဲ့အတန်တွေနဲ့အရိတ်တွေဟာအခန်းပတ်လည်ကိုပိုးပြီးတိုးဝေလာနေတယ်။စေတန်နှစ်ဆိုးရဲ့ဖန်ဆင်းခံဆိုင်နိုဆဖလိုက်မျိုးနွယ်များကိုအောင်မြင်သူစိတ်ခရစ္စတိုဖာရဲ့နာမတော်ဖြင့်ဆိုင်နိုဆဖလိုက်မျိုးဆက်၏နောက်ဆုံးသောအမိန့်တော်ကိုသင်နာခံရမည်ပိတ်ထားတဲ့ပရင်တကားနှစ်ချက်ဟာဝုန်းခနဲ့အပြင်ကိုပွင့်ထွက်သွားတယ်ကျွန်တော်လက်ထဲကလက်ဝါးကတ်တိုင်အနဲ့ဟာတဖြည်းဖြည်းပူလာတယ်စိတ်ခရစ္စတိုဖာရဲ့တကောအာနုဘောအားဖြင့်တိလရှင်ကြီးရဲ့ခေါင်းမှာအုပ်ထားတဲ့ဘဝဟာတဖြည်းဖြည်းအပေါ်ကိုရွှေ့လျားလာတယ်။အာဘာကြီးလဲ။နေရွက်တွေကြီးမားတဲ့နေရွက်ထောင်ကြီးတွေဟာတီလရှင်ကြီးရဲ့ဘဝအောက်ကနေထိုးထွက်လာတယ်။တီလရှင်ကြီးရဲ့နှခမ်းဟာလည်းအရှိကိုတဖြည်းဖြည်းချင်းချွန်ထွက်လာနေခဲ့တာ။အဆွဲတွေပါလား။တီလရှင်ကြီးရဲ့ခေါင်းဟာခွေးတကောင်ရဲ့ခေါင်းအဖြစ်David Romas တင်သည်ဇိုင်နိုဆဖလိုက်တို့အားအပီးတိုင်ရုပ်သိမ်းနိုင်မည်တကုတ်အာနာကိုယနေ့မှစ၍ကျွန်ုပ်ထံမှလွယ်ပြောင်းတာဝန်ခံယူမည်သူဖြစ်စေကျွန်တော်အလန့်တကြားနဲ့ယုံလိုက်မိတယ်တီလာရှင်ကြီးရဲ့လက်တွေကကျွန်တော်လက်တွေကိုတင်းတင်းကြပ်ကြပ်စုပ်ကိုင်ထားစေသူ့လက်ဟာလက်သိမ်းညူညူတွေရှေးထွက်အမွှေးတွေဟာတဖြည်းဖြည်းကျွန်တော်လက်ဖမိုးကိုပါထိလာတယ်Saint Christopher A အနဲ့ရောင်လက်ဝါးကတ်တိုင်အားဖြင့်တရားကိုချိုးဖျက်ရမည်။အိုးသူ့မျက်နှာဟာခွေးတကောင်အသွင်လုံးဝပြောင်းသွားခဲ့ပြီ။ကျွန်တော်အားကိုယုံပြီးတီလာရှင်ကြီးကိုစောင့်တက်လိုက်တယ်။မရဘူး။ခွေးနဲ့ကြီးတကောင်လိုသူ့မျက်နှာဟာကျွန်တော်မျက်နှာရှေ့တက်တယ်မှာ။တရေတွေဟာကျွန်တော်မျက်နှာအထိလက်ဝါးကတ်တိုင်ဟာအငွေ့တွေထွက်လာပြီးအခန်းကိုအုံဆိုင်သွားတယ်။ခွေးတစ်ပိုင်းလူတစ်ပိုင်းဖြစ်နေတဲ့တီလာရှင်ကြီးဟာတဖြည်းဖြည်းကျွန်တော်မြင်ကွင်းမှာမုံဝါလာတယ်။နောက်ဆုံးတော့လက်ဝါးကတ်တိုင်အနဲ့ရောင်တစ်ခုပဲကျွန်တော်လက်ထဲမှာကျန်တော့တယ်။တီလာရှင်ကြီးဟာလူပုံစံပြန်ဖြစ်နေပြီးကျမ်းပြင်ပေါ်မှာပုံလျက်သားအပြင်ဘက်ကခွေးဦးတန်းတွေပူကျဲလာတယ်။ပရင်တကားတစ်ချက်ဟာခွန်းခနဲ့ကွဲသွားတယ်။ကျွန်တော်လက်ဝါးကတ်တိုင်ကိုလက်ထဲမှာကြစ်ပါအောင်စုပ်ပြီးအခန်းတကားကိုဖွင့်အပြင်ကိုပြေးထွက်လိုက်တယ်။ဖယားเจ้าစီကမီးရောင်တဲ့မြင်ရတယ်။လူလိုခွေးလိုဆိုင်နိုဆဖလိုက်တက်တော်တွေဟာကျွန်တော်ပတ်ချလေးမှာဖယားเจ้าချန်ဝန်းရှိခလန်းလန်းကကျွန်တော်ကားစီကိုကြည့်လိုက်တော့မင်းကလေးတယောက်ကန်ဒီကျွန်တော်အားတက်သွားတယ်ကန်ဒီဟာကျွန်တော်ကိုလက်ရခေါ်နေတယ်လက်ဝါးကတ်တိုင်အစွမ်းကြောင်လောက်မသိဆိုင်နိုဆဖလိုက်တွေဟာကျွန်တော်ကိုတိုက်ရိုက်လာမထိခိုက်ကြဘူးဘေးကနေပဲအတန်မျိုးစုံပေးပြီးလိုက်လာကြတယ်ကျွန်တော်စိတ်တွေထူပူနေပြီကန်ဒီရှိနေတဲ့စီကိုပြေးသွားလိုက်တယ်။ကားပေါ်မမြန်တဲ့ဒေးဗစ်အချိန်မရှိတော့ဘူး။ကျွန်တော်ဘောင်းဘီအိတ်ထဲကကားတော့ကိုနှိုက်လိုက်တယ်။လက်ထဲကင်ထားတဲ့လက်ဝါးကတ်တိုင်အနက်ကရုတ်တရက်လက်ထဲကနေလွတ်ကျသွားတယ်။လက်ဝါးကတ်တိုင်မရှိတာနဲ့ဆိုင်နိုဆဖလိုက်တကောင်ရဲ့ခုံအောက်တာကိုခံလိုက်ရတယ်။မျက်လုံးရဲရဲ
အဆွဲဖွေးဖွေးနဲ့ခွေးကောင်းကြီးဟာကျွန်တော်ကိုကြိုက်ဖို့အရှိန်ယူလိုက်တော့မှာပဲမုံမောင်းထောင်းတန်ကိုခွာစီထားပြီးစကုံးနှစ်ချက်လက်မှာတတ်ထားတဲ့ဟုတ်လူသူကအရှိန်နဲ့ကျွန်တော်အပေါ်ကိုခွာထားတဲ့တက်တော်ကိုဝင်ပြီးလုံးထွေးလိုက်တယ်လက်ဝါးကတ်တိုင်ကိုကောက်ဒေးဗစ်ကန်ဒီကလမ်းអော်တယ်ကျွန်တော်လည်းမြေပေါ်မှာကျနေတဲ့လက်ဝါးကတ်တိုင်ကိုအမြန်ပြေးကောက်လိုက်တယ်နောက်ထပ်ဆိုင်နိုဆက်ဖလိုက်တစ်ကောင်ကကျွန်တော်ကိုအရှိန်နဲ့ထပ်ပြီးခုံအုပ်တယ်ကျွန်တော်လက်ထဲကလက်ဝါးကတ်တိုင်နဲ့ထိမိလိုက်တဲ့အခါမှာဂိမ်းခနဲ့အော်တန်နဲ့အတူတက်တော်ဟာအဝေးကိုလွင့်ထွက်သွားတယ်ကားစီကိုကျွန်တော်ပြေးသွားပြီးတကားဖွင့်လိုက်တယ်ကန်ဒီကလည်းကျွန်တော်ဘေးမှာဝင်ထိုင်လိုက်တယ်မောင်ဒေးဗစ်မောင်ကျွန်တော်ကားကိုဆက်လို့ပြီးဂီယာထိုးပြီးမောင်းထွက်လာခဲ့တယ်တက်တော်တွေဟာပိုများလာတယ်ကျွန်တော်ကပတ်ပတ်လေးမှာခေါင်မိုးပေါ်မှာတချစ်ချစ်ကုတ်ချစ်ဖះเจ้าလန်းချင်းလေးတွေကနေမိတွေထိန်းနေတဲ့မြို့တဲ့လမ်းကိုစဝင်လိုက်တာနဲ့ကားပေါ်မှာခိုကပ်လိုက်ပါနေတဲ့တက်တော်တွေဟာပျောက်ချင်းမလားပျောက်သွားတယ်အဲ့ဒီတော့မှကျွန်တော်လေးတက်ပြင်းချနိုင်တော့တယ်ကန်ဒီမင်းကဘယ်ရောက်လာတာလဲရှင့်ကိုစိတ်မချလို့ပေါ့တော်ပါသေးတယ်ကျမမိတ်ဆွေတွေအကူအညီကြောင့်ဖះเจ้าစီရှင်ချောချောမမွေရောက်တာမင်းမိတ်ဆွေဆိုတာကရာဟောင်းလေဘာလဲကရာဟောင်းဆိုတာရှင်ကားပြီးမှတောက်လျှောက်လိုက်ပြီးဟိုခွေးတရေတွေကိုတိုက်ပေးနေတဲ့သူတွေပေါ့ဟိုစကောနှစ်ချက်နဲ့မောင်းတန်ကိုစီးတဲ့ဟာလားဟုတ်တယ်သူကပါလေစူပါမန်စကောဗာရှင်လားမိုးပြန်နေတာနော်ကန်ဒီကခစ်ခနဲ့ရည်သည်ရှင်လဲတလောက်စောက်ပြဿနာကြားတဲ့ကရည်စရာပြောသေးတယ်ဒါကြောင့် sister ကဒီတာဝန်ရှင်ကိုပေးခဲ့တာပဲပြောပါဦးအဲ့ဒီတက်တော်ကရောပါလေခရာဟောင်းဆိုတာကတစ်ချိန်ကတော့စုံအတက်ကိုလိုက်စားတဲ့ရွာသားတရက်ရောက်ပါစုံအတက်လိုက်စားတဲ့အခါအစ်စ်တွေကိုဆရာနဲ့အတူကြော်ဖြတ်ရတယ်အဲ့ဒီမှာစောင့်ရတဲ့စီးတွေလည်းရှိတယ်သူတို့ကစီးဖောက်မိလို့အသက်ဆုံးပါသွားရပြီးတရေတဝက်ဆုံးတဝက်ဖြစ်နေရတာပါဆုံးတွေလို့မိုးပေါ်ပြန်မရပဲစကောနဲ့မောင်းထောင်းတန်ကိုမော်သွင်းပြီးညဘက်ပြန်တန်းအစာရှာရတဲ့နာနာဘဝတစ်မျိုးပဲခုနရှင်ကိုလက်မကဲလိုက်တာကျမမိတ်ဆွေခရာဟောင်းပဲအခုရှင်အိမ်ပြန်လေသူလိုက်ဆောက်ရှောက်ပေးလိုက်မယ်မင်းလေတရေနဲ့တိတာပဲနော်ကျမကဝိညာဉ်တွေတစေတွေကိုမြင်နိုင်ဆက်သွင်းနိုင်ပါတယ်ဆိုမှကားကိုအရှိက 7-Eleven ဆိုင်ရှိရက်ဖို့ကျွန်တော်အရှိန်လျှော့လိုက်တယ်ငါစိတ်တွေလှုပ်ရှားနေတယ်တခုခုဝေတော့မှဖြစ်မယ်မင်းရောဘာတော့မလဲလာလေကျမမလိုက်တော့ဘူးကားပေါ်ကပဲစောင့်နေအော်နေဦးဒီလက်ဝါးကတ်တိုင်ကိုရှင်ပဲသွားယူသွားနော်ကရာဟောင်ရှိပေမဲ့ဟိုဆိုင်နိုဆက်ဖလိုက်တွေကမောင်းပြီးလူရှင်းတာနဲ့ရှင်စီရောက်လာမှာကျွန်တော်လက်ဝါးကတ်တိုင်ကိုယူပြီးကားပေါ်ကဆင်းလိုက်တယ် 7-Eleven ထဲဝင်ပြီးဘီယာတပူးနဲ့လိမ်ပိုးရီတစ်လုံးကိုဝယ်လိုက်တယ်လက်ဝါးကတ်တိုင်ကြီးလက်တစ်ဖက်မှာကိုင်းပြီးဘီယာဘူးကိုငွေရှင်းနေတဲ့ကျွန်တော်ကိုငွေရှင်းကောင်တာကကောင်းမလေးကဦးလေးလေးနဲ့ကြည့်တယ်ပြန်ထွက်လာတော့ကားပေါ်မှာကန်ဒီမရှိတော့ဘူးဒီကောင်မလေးဘယ်ဆင်းသွားပြန်လာလဲကျွန်တော်ဟိုဒီလိုက်ကြည့်သေးတယ်မတွေ့တော့သူ့အတွက်ဝယ်လာတဲ့လိမ်မိုးရီတောင်မပေးလိုက်ရဘူးကျွန်တော်ဘီယာဘူးကိုဖောက်ပြီးတကြိုက်သေးမောလိုက်တယ်အခုနကကြုံခဲ့ရတဲ့ရုပ်ရှင်လိုစိတ်တစလိုကြောက်စရာဖြစ်ရက်ဆိုးတွေကခဏတော့လွတ်သွားတယ်လို့ပဲအင်ကိုရောက်တဲ့အထိတော့ဟိုတက်တော်တွေပေါ်မလာကြတော့ဘူးလက်ဝါးကတ်တိုင်ကြောင့်လားကန်ဒီပြောတဲ့ခရာဟောင်းကြောင့်လားတော့မသိပါဘူးဝီစကီနည်းနည်းတောက်ပြီးရေခဲတက်တာရဲ့ရှိတဲ့ရင်းကြီးထမင်းလိတ်တစ်လက်ကိုမက်ခရိုဝေ့ဖ်မှာနွေးပြီးစားလိုက်တယ်တမကျန်းစာအုပ်ရောလက်ဝါးကတ်တိုင်အတက်ကိုပါဘေးညာနှစ်ဖက်ကင်ပြီးဆိုဖာပေါ်မှာကျွန်တော်လဲချလိုက်တယ်တကြစ်ချစ်ကုတ်တန်နဲ့ဟိုတက်တော်တွေဘေးအချိန်ပေါ်လာမလဲလာရောင်တဲ့တဲ့ညအမဲရောင်အရေးကြီးတစ်ခုတရွေ့လာနေတာကိုကျွန်တော်မြင်နေရတယ်လက်ထဲမှာလည်းတစ်ခုခုပိုင်လို့အဲ့ဒီအရာကြီးဟာတိုက်ခတ်အိမ်တလုံးရှိမှရက်လိုက်တယ်ခွေးတကောင်ရဲ့ဆွဲငင်ဦးတန်းကလေနောက်ထပ်ခွေးဦးတန်းတွေမဲအရာကြီးရဲ့နေရွက်တွေကအမောင်ထဲမှာထောင်းနေတယ်သူ့နှုတ်သေးချွန်တွေရော
လူတစ်ယောက်ဟာအိမ်ရှိကိုတုတ်တီးတုတ်ပြထွက်လာတယ်အမဲရောင်အရေးကြီးဟာသူ့လက်ထဲကအရာကိုပစ်ချပြီးချက်ချင်းပဲလေးဖက်တွားထွားတဲ့ပုံစံနဲ့ခွေးနဲ့ကြီးဖြစ်သွားတယ်ပြီးတော့အဲ့ဒီလူနောက်ကိုလိုက်တော့တယ်ဟိုလူဟာလဲကျသွားတယ်ပြီးတော့သူ့လက်ထဲအနေထွေးကလေးနဲ့ကလေးငယ်တစ်ယောက်ကလေးနဲ့ဘာမှမဆိုင်ဘူးကလေးကိုတော့ချမ်းသာပေးပါကိုရောကြီးချမ်းသာပေးပါကိုရောကြီးခွေးနဲ့ကြီးဟာတရီတများများသွားအဆွဲတွေနဲ့အတနာခံနေတဲ့သူကိုခုံအုပ်လိုက်တော့တယ်ဟာခွေးနဲ့ကြီးရဲ့တက်ခဲမှုကနေထိတ်လန့်ဖွယ်အကြည့်နဲ့အဲ့ဒီလူမျက်နှာကိုလာရိတ်အောင်မှကျွန်တော်ဖြတ်ခနဲ့မြင်လိုက်ရတယ်အဲ့ဒီသူဟာကျွန်တော်ကိုယ်တိုင်ပဲအာတာလွတ်အောင်ပြေးလွတ်အောင်ပြေးဖယားကြီးဒါအမေအတန်အမေဟာအနီထွေးလေးတဲ့ကနေအော်နေတာဘာရီလဲခွေးဦးတဲ့တွေကြောင့်ကျွန်တော်ဖတ်ခနဲ့လက်လူသွားတယ်အိမ်မက်ပါလားနာယီကိုကြည့်တော့12နာရီခွေအိမ်မက်တကားကနေအပြင်ဖက်လမ်းကိုကျွန်တော်တစ်ချက်ကြည့်လိုက်တယ်ဟာကျွန်တော်အရှိချန်စီယူတိုင်းပေါ်အင်ဂျီကိုတုံးလုံးနဲ့စကောနှစ်ချက်လက်မှာတက်ထားတဲ့ဟိုအကောင်ခရာဟောင်းဘယ်လိုစော့ဘဝမျိုးလဲတရေပတ်လေးအဝိုင်းခံနေရတဲ့ခမရလေအခုချိန်မအိတ်သေးရင်ကျွန်တော်လိုချန်ပီယံဖက်တစ်ချက်လိမ့်ကြည့်ကြည့်မကောင်းဆိုးဝါတကောင်းကောင်းဖြစ်ဖြစ်ခမရအိမ်ချန်စီယူအိမ်ပေါ်မှာငုတ်တုတ်လာထိုင်နေတဲ့အခါကျွန်တော်ကိုကိုချင်းစားလိုက်မယ်အဆုံးအထိနားဆင်ပေးခဲ့ကြတဲ့သူတူတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နောက်လာမယ့်အခန်းဆက်တွေကိုလည်းဆက်လက်ပြီးဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်။